မျိုးတွေမင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြောချင်တာတွေကဘာလဲဆိုတော့မြန်မာနိုင်ငံမှာပေါ့နော်နိုင်ငံသားတွေလွှမ်းမိုးမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ဗျပထမဆုံးပြောချင်တာကတော့ကျွန်တော်2015ခုနှစ်မှာ NLD အစိုးရတက်လာတဲ့အခါမှာနော်မြန်မာနိုင်ငံမှာနိုင်ငံသားကြားသားအကြံပေး60ကျော်ပေါ့60ကျော် NLD ကခန့်ပြီးတော့မြန်မာနိုင်ငံကြီးကိုအုပ်ချုပ်တယ်နော်တဘောတော့ဗျာမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံအသိပညာရှင်တွေအတတ်ပညာရှင်တွေကိုနော်တန်ဖိုးမထားဘဲနဲ့နိုင်ငံသားမှအထင်ကြီးတယ်ဆိုရဲယောဂါပေါ့နော်ဒေါ်စုကိုယ်တိုင်လည်းမြန်မာနိုင်ငံသားမဟုတ်ဘူးဒေါ်စုကပြည်ထိုင်နိုင်ငံသူနော်အတင်းအခုဒါမြန်မာနိုင်ငံသားလှုပ်ပေးလိုက်တာဦးသိန်းစိန်လက်ထက်ကျမှနော်သူ့မြန်မာနိုင်ငံသားလှုပ်ပေးလိုက်တာအမှန်ပြောရင်ဒေါ်စုကလည်းမြန်မာနိုင်ငံသားမဟုတ်ဘူးနော်ဒေါ်စုကိုယ်တိုင်လည်းပဲပြည်ထိုင်နိုင်ငံသူပဲနော်ဒါအားလုံးလည်းဒါသိပြီးသားဖြစ်မှာပါနော်ကျွန်တော်တို့ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေအားလုံးကလည်းမြန်မာနိုင်ငံသားတယောက်မှမဟုတ်ဘူးနော်ခုမြန်မာနိုင်ငံကိုတော်လှန်ပုံကန်နေတဲ့ကောင်တွေကနော်အကုန်လုံးနိုင်ငံသားတွေပဲနိုင်ငံသားခံယူထားတဲ့ကောင်တွေပဲပြောမယ်ဆိုရင်တခြားနိုင်ငံရဲ့ကြုံတွေပဲသူတို့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့အခုလိုက်ပြီးတိုင်းသားလက်နက်ကန်ခေါင်းဆောင်တွေအောက်မှာရှိတဲ့ကောင်တွေကတပေါက်တွေပေါ့ကျွန်းတပေါက်တွေပေါ့အခု PDF တို့ပါလို့ဆိုလို့ရှိရင်ဒါတပေါက်တွေပေါ့နော်ကျွန်းတပေါက်တွေပေါ့အဲ့မှာသူတို့အောက်မှာလိုက်လုံနေတဲ့နော်မြန်မာနိုင်ငံသားတွေကတော့ဒါကျွန်းတပေါက်တွေပေါ့ဗျာနော်မကြည့်နော်ရခိုင်မှာအခုခေါင်းဆောင်ပြီးဒေါ်လာနေတဲ့ထုံးမြတ်နိုင်မြန်မာနိုင်ငံသားမဟုတ်ဘူးနော်ကချင်ပြည်နယ်မှာနော်ဂွန်မော်တို့ဆိုလေဒါနိုင်ငံသားပဲမြန်မာနိုင်ငံသားမဟုတ်ဘူးနော်ဟိုပလောင်ခေါင်းဆောင်တာကုန်းကျော်တို့ကိုကန်ခေါင်းဆောင်တို့အကုန်လုံးကမြန်မာနိုင်ငံသားခံယူထားတဲ့ကောင်တွေမဟုတ်ဘူးနိုင်ငံသားခံယူထားတဲ့ကောင်တွေရဲ့ပဲနော်အဲ့တော့ခုနေသားမြဆိုတဲ့ကောင်တွေဒါနော်ထိုင်းနိုင်ငံသားခံယူထားတာမြန်မာပြည်မှာလာပြီးတော့ဗာလဲကော်တူလေးနိုင်ငံဆိုပြီးတော့လာပြီးတော့နော်ဟိုကျူးကြော်လာပြီးတော့စော်ကားမော်ကားလာလို့တဲ့ကောင်နော်အကုန်လုံးကလည်းမြန်မာနိုင်ငံကိုစော်ကားမြန်မာနိုင်ငံကိုမချစ်ဘူးမြန်မာနိုင်ငံနော်မျိုးချစ်စိတ်လည်းမရှိဘူးနိုင်ငံချစ်စိတ်လည်းမရှိတဲ့ကောင်တွေကနော်နိုင်ငံသားလည်းခံယူထားပြီးတော့မြန်မာပြည်ကိုပျက်စီးကြောင်းပေါ့နော်လုံနေတဲ့ကောင်တွေကြီးတယ်ပဲဒါကြောင့်အဲ့ကြောင့်ကျွန်တော်တို့ပြည်သူတွေကလေမပိမ့်ဖို့လိုတယ်မပိတ်ဖို့လိုတယ်နော်ဘုဒ္ဓတွေအများကြီးလေ့လာဖို့လိုတယ်နော်မျက်စိကိုဖွင့်ကြည့်ဖို့လိုတယ်နော်မျက်စိတွေလည်းပိတ်မနေတယ်နားတွေလည်းပိတ်မနေကြပါနဲ့လို့ကျွန်တော်ပြောချင်တယ်မျက်စိတွေကိုလည်းဖွင့်ပါနားတွေကိုလည်းစွန့်ပါနော်အဲ့လိုနိုင်ငံသားဆိုတဲ့ကောင်တွေကမြန်မာပြည်မှာလာပြီးတော့နော်ဘယ်လိုဆိုဒုက္ခတွေပေးနေကြတာပေါ့နော်ခုမြန်မာစစ်တီဖြစ်တယ်ဗျာတိုက်ပွဲတွေဖြစ်တယ်အဲ့ကောင်တွေကလေသူတို့ကဘာဖြစ်လဲသူတို့ကမြန်မာနိုင်ငံသားမှမဟုတ်တာသူတို့မြန်မာပြည်ကိုလည်းမချစ်ဘူးလေမြန်မာနိုင်ငံကြီးပြည်စည်းကြောင်းပဲသူတို့လုံးမှာနော်မြန်မာနိုင်ငံရဲ့အစီအနှစ်တွေထုတ်ယူမှာနော်တက်တွေထုတ်ယူမယ်တက်ထူတွေထုတ်ယူမယ်ဟာလားရတနာတွေတူးမယ်နော်မျိုးစုံတူးပြီးသူတို့ရောင်းတာလေသူတို့ကရောင်းတယ်သူတို့အတွက်အကျိုးစီးပွားပဲလုပ်နေတာဒီကောင်တွေအကျိုးစီးပွားပဲလုပ်နေတာသူတို့အတွက်ကနော်ဘာမှနိုင်ငံချစ်တဲ့မျိုးချစ်တဲ့ရှိတာမဟုတ်ဘာလုံးမြောက်ရင်ညာလုံးမြောက်ရင်ရှောက်ပြောနေတာတကယ်ရတော့သူတို့ရဲ့အကျိုးစီးပွားအတွက်ပဲသူတို့ကလည်းကြုံနေပဲနော်တစ်ဖက်ကြုံနေအဲ့တစ်ဖက်ကြုံနေရနေပြီးတော့ဒီဘက်ကသဘောက်တွေကိုခိုင်းပြီးတော့နော်ဟိုမှာကြုံနေတဲ့ကြုံသဘောက်တွေနဲ့ပေါင်းပြီးတော့မြန်မာနိုင်ငံကြီးကိုဒါဖျက်ဆီးနေတာဒါတွေကိုတော့ကျွန်တော်တို့ရဲ့ဟိုပြည်သူတွေကသိဖို့တော့လိုတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ထပ်ဖြည့်ဆည်းတဲ့ကောင်တွေနော်နိုင်ငံခြားကလေးပြီးတော့ဒါထုတ်ထားတဲ့မီဒီယာတွေပေါ့နော်ခေတ်သစ်တို့မီစီမာတို့ဟုတ်လားမြန်မာနောင်းတို့ဒါလည်းသူကကြုံတပေါက်တွေပဲနော်ဟိုနေ့သတင်းစာရှင်းလင်းပွဲမှာဟိုဗိုလ်ချုပ်တော်မင်းထွန်းကနော်ဟိုအဲ့ဒီသတင်းစာဌာနကိုနော်ဟိုအမကြီးကိုသူပြောလိုက်တာလေခင်ဗျားတို့ကကျွန်တော်တို့နိုင်ငံကအဖွဲ့အစည်းတွေကိုတဲ့ဟိုနော်ဟိုဘာလဲဘောင်ဝင်တန်းဝင်ကောင်းနေအောင်မှင်နေလို့လားတဲ့အဲ့ဆိုနော်အဲ့လိုမျိုးမေးတာပေါ့နော်ဟိုတဲ့ရွေးကောက်ပွဲတော့မှနိုင်ငံတကာအတိမတ်ပြုမှာရွေးကောက်ပွဲဆိုနိုင်ငံတကာအတိမတ်ပြုရမျိုးလို့လေရွေးကောက်ပွဲဆိုတာမြန်မာနိုင်ငံမှာရှိရမြန်မာပြည်သူတွေကိုအုပ်ချုပ်မဲ့အစိုးရတင်တာကိုမြန်မာပြည်သူတွေနဲ့မှဆိုင်တာဗာနိုင်ငံတကာကလက်မခံမှုတွေပါရှောက်ပြောနေနော်လက်ခံတဲ့နိုင်ငံလက်ခံတယ်လက်မခံတဲ့နိုင်ငံလက်မခံဒါပဲရှိနေမှာပဲဒါကတော့နော်ဟိုကြိုက်တဲ့သူရှိသလိုမကြိုက်တဲ့သူရှိမှာပဲဒါကိုလာပြီးတော့သူတို့လာပြီးတော့နော်ပြောတဲ့အခါမှာဗိုလ်ချုပ်တော်မင်းထွန်းပြောတဲ့ကားလေးကျွန်တော်သဘောကျတယ်နော်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေရတယ်ခင်ဗျာဘောင်ဝင်တန်းဝင်အဖွဲ့အစည်းတွေများခင်ဗျာထင်လားလေဆိုနော်အဲ့လိုမျိုးပေါ့အဲ့လိုပြောဘာဖြစ်လဲဆိုနိုင်ငံသားကိုမှထင်ကြည့်ရပါတော့နော်
ကိုရှိရလူတွေများပေးမမီတောင်းမမီဘူးလို့အဲ့ဒါသူကအဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့ကလာပြောတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အခုလက်ရှိအုပ်ချုပ်နေတဲ့တော့တက်မတော်ကအကြီးအကဲတွေဆိုလည်းပဲဒါတကယ်မှနိုင်ငံချစ်တဲ့မျိုးချစ်တဲ့ရှိပြီးတော့ကိုတိုင်းပြည်ကိုကာကွယ်မယ်ဆိုတဲ့လူတွေရဲ့ပဲအသက်ပေးပြီးကာကွယ်မယ်ဆိုတဲ့လူတွေပဲနေတာဒီလူတွေကကျွန်တော်တို့ရဲ့ယုံကြည်ရမှာကျွန်တော်တို့ယုံကြည်ရမှာဒီလူတွေပဲယုံကြည်ရမှာနော်ကျွန်တော်တို့သွားပြီးတော့ကျွန်းတပေါက်တွေသွားပြီးတော့ကျွန်တော်တို့ကျွန်းနေတပေါက်တွေကိုသွားယုံလို့မရဘူးနော်နိုင်ငံသားခံယူထားတဲ့ကောင်တွေမျိုးမချစ်တဲ့ကောင်တွေနိုင်ငံမချစ်တဲ့ကောင်တွေကျွန်တော်တို့သွားပြီးတော့ယုံကြည်လို့မရဘူးဒီကောင်တွေကဖျက်ဆီးမှာပဲအဲ့ဒါပြည်သူလူထုကြီးနဲ့ဒီအဖွဲ့တွေကိုကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ကနော်တိုက်ထုတ်ရမယ်အဲ့လိုတိုက်ထုတ်ဖို့အတွက်အားပေးရမယ်ကျွန်တော်တို့လိုပဲအော်ပေးရမယ်ဒီကောင်တွေပုံမှန်ကျွန်တော်တို့နိုင်ငံအတွက်စေနာရှိတဲ့ကောင်တွေမဟုတ်ဘူးဒီကောင်တွေကိုကျွန်တော်တို့တော်လှန်ပြရမယ်ဒီကောင်တွေကိုကျွန်တော်တို့နော်တက်နိုင်တဲ့ဘက်ကပေါ့နော်အားလုံးတော့ဒီခုနလိုမြန်မာနောင်တို့အမေစီမာတို့ကသူတို့ပြောသလိုပဲသူတို့ပြန်ပြီးတော့တန်ပြန်ပြီးကျွန်တော်တို့ပြောနိုင်ရတယ်ဒါမှသာကျွန်တော်နိုင်ငံကြီးအေးချမ်းပါနော်အဲ့ဒါလေးပါကျွန်တော်တို့ပြည်သူတွေမပိတ်ကြပါနဲ့မပိတ်ကြပါနဲ့နော်အဲ့နိုင်ငံသားဆိုတဲ့ကောင်းတွေကကျွန်တော်တို့မြန်မာနိုင်ငံကိုကောင်းကျိုးတစ်ခုမှမပေးဘူးသူတို့ရဲ့အကျိုးအတွက်လိုလားပြီးတော့သူတို့အကျိုးစီးပွားအတွက်ပဲသူလုပ်တဲ့ကောင်းတွေဖြစ်ပါတယ်နော်ဒါလေးကိုကျွန်တော်တို့ပြည်သူတွေကိုသိသိချင်တာပေါ့နော်ကျွန်တော်တို့အမျိုးတွေသိသိချင်လို့ကျွန်တော်ဒါလေးကိုပြောတာပါဖြစ်ပါတယ်နော်